ဟာဂျူပီတာနဲ့ဆင်တူတဲ့အလွန်ကြီးမားတဲ့ဓာတ်ငွေ့ကြိုတစ်ခုဖြစ်ပြီးသူ့ရဲ့ drone ကဂျူပီတာရဲ့ထုတ်ဝေခံရှိပါတယ်။ဒါပေမဲ့သူ့ရဲ့ပတ်လန်းကချိန်နဲ့အလွန်နီးကပ်နေတဲ့အတွက်လေထုရဲ့အပူချိန်ဟာစင်တီဂရိတ်1000ကျော်ရှိတာကြောင့်တက်ရှိနေရှိတဲ့ဘူးကတော့မဖြစ်နိုင်ပါဘူး။ပထမဆုံးရှာဖွေတွေ့ရှိမှုနောက်ပိုင်းမှာတော့အခြားကြုံများစွာကိုကျမတို့၎င်းရဲ့ဂလက်စီတွေမှာထပ်မံတွေ့ရှိခဲ့ကြပါတယ်။တနင်္လာပြရမယ်ဆိုရင်ချီနိုင်ငံလက်စရာမြို့မှာရှိတဲ့ ESO ရဲ့3.6 မီတာအချင်းရှိတယ်လီစကိုပ်မှာထောင်လန်းရှာဖွေရေးနည်းလမ်းများစွာကိုပုံမူပြည့်စုံအောင်ဆောင်ရွက်ခဲ့ပြီးယနေ့အထိဂျိုးအဖွဲ့အစည်းရာပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။